ကောင်းမလေးကကလေးထင်းအလုပ်ခေါ်စာအတွက်တထေးကြီးရဲ့အိမ်ကိုအင်တာဗျူးသွားဖြေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမကကလေးလေးရဲ့စိတ်ထဲကအတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။တထေးကြီးကသူမကိုလှမ်းခေါ်လိုက်တာကြောင့်သူမရွေးချယ်ခံရပြီလို့ထင်သွားပေမဲ့နောက်တစ်စက္ကန့်မှာပဲတထေးကြီးကသူမကိုတန်းပြီးမောင်းထုတ်ပါတော့တယ်။ဘာလို့လဲဆိုတော့ကောင်းမလေးကအဝတ်စားကိုကလေးကချီတယောက်လိုဝတ်ဆင်ထားရုံသာမကအလုပ်တွေ့ကြုံလဲလုံးဝမရှိလို့ပါပဲ။တခြားသူတွေကတော့လုတ်သက်10နှစ်အထက်ရှိတဲ့ကလေးထင်းတွေဖြစ်နေကြပါတယ်။ကောင်းမလေးကတထေးကြီးကိုအခွင့်အရေးတစ်ချိန်လောက်ပေးဖို့တောင်းပန်ပေမဲ့အဖွားဖြစ်သူကသူမကိုအပြင်ကိုဆွဲထုတ်သွားဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်လေးမှာပဲကလေးလေးကချီမြင်စတစ်ခုကိုမတော်တဆရှူရှိုက်မိသွားပြီးစတင်ငိုယိုပါတော့တယ်။ဒီအဖြစ်အပျက်ကလူတိုင်းကိုလန့်သွားစေပါတယ်။ကလေးထိတ်တချို့ကဖျားနေတာလို့ပြောကြပြီးတချို့ကဗိုက်စာလို့ပြောကြပေမဲ့ကောင်းမလေးတယောက်တည်းကသာကလေးရဲ့ငိုတန်ကိုနားလည်နေပါတယ်။ကလေးလေးကအဲ့ဒီချီမြင်စကိုတယောက်ထုတ်ပေးဖို့အကူအညီတောင်းနေခဲ့တာပါ။တထေးကြီးကကလေးရဲ့အခြေအနေပိုဆိုးလာတာကိုမြင်တော့ဆေးရုံကိုခေါ်သွားဖို့ကလေးကိုချက်ချင်းပွေ့ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာကောင်းမလေးကလည်းသူမကိုဖမ်းချုပ်ထားတဲ့သူတွေစီကနေရုံထွက်ပြီးကလေးရဲ့အသက်ရှူလမ်းကြောင်းမှာချီမြင်စပိတ်ဆို့နေတာလို့တထေးကြီးကိုရှင်းပြလိုက်ပါတယ်။ဒါကိုမြင်တော့တခြားကလေးထိန်းတွေကကောင်းမလေးကိုဝိုင်းပြီးအပြစ်တင်ကြတယ်လို့သူမကအာယုံစိုက်ခံရဖို့တမင်လုပ်နေတာလို့တောင်ပြောကြပါတယ်။အဖွားဖြစ်သူကလည်းသူမရဲ့စကားကိုညှင်းပယ်လိုက်ပေမဲ့ကောင်းမလေးကတော့ကလေးလေးအကူအညီတောင်းနေတဲ့အတန်ကိုဆက်တိုက်ကြားနေရပါတယ်။ဒါကြောင့်သူမကဒီအခြေအနေနဲ့ဆိုရင်ကလေးလေးဆေးရုံကိုအမိရောက်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကလေးရဲ့ငိုတန်ကလည်းတဖြည်းဖြည်းတိုးဝင်အားပြောလာပေမဲ့တထေးကြီးကတော့ကောင်းမလေးကိုလုံးဝမယုံကြည်ခဲ့ပါဘူး။သူကသူမကိုဖမ်းချုပ်ထားဖို့လုံခြုံရေးတွေကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ကလေးရဲ့အသက်အန္တရာယ်အတွက်ကောင်းမလေးကလုံခြုံရေးရဲ့ခြေထောက်ကိုအားကုန်တက်နေလိုက်ပြီးတထေးကြီးရဲ့လက်ထဲကနေကလေးကိုလူယူလိုက်ပါတယ်။ပြီးတော့သူမကအရေးပေါ်ကယ်ဆယ်ရေးနည်းလမ်းတွေကိုချက်ချင်းစတင်ပါတော့တယ်။ဒီလိုရဲ့ကြောင့်လူတိုင်းကကောင်းမလေးဟာကလေးကိုအန္တရာယ်ပြုနေတယ်လို့ထင်သွားကြပါတယ်။အဖွားဖြစ်သူကကလေးကိုလွှတ်ပေးဖို့ကောင်းမလေးစီငိုယိုပြီးတောင်းပန်နေတယ်လို့တထေးကြီးကလည်းသူမကိုဖမ်းဖို့လုံခြုံရေးတွေကိုအမိန့်ပေးလိုက်ပေမဲ့ကလေးကချီမြင်စကိုပြန်မထွေးထုတ်နိုင်သေးပါဘူး။ဒါကြောင့်ကောင်းမလေးကကလေးနဲ့အတူအားကုန်သုံးပြီးစူးစမ်းကူညီပေးလိုက်ပါတယ်။ကောင်းမလေးရဲ့နောက်ဆုံးစူးစမ်းမှုနဲ့အတူကလေးလေးကချီမြင်စကိုနောက်ဆုံးမှာပြန်အန်ထုတ်နိုင်ခဲ့ပါတယ်။ကောင်းမလေးလည်းအားရင်ကုန်ခံပြီးကျမ်းပြင်ပေါ်ထိုင်ချလိုက်ပေမဲ့တထေးကြီးကသူမကိုရဲစခန်းခေါ်သွားဖို့လုံခြုံရေးတွေကိုအမိန့်ပေးလိုက်ပါတယ်။ကံကောင်းချင်တော့အဖွားဖြစ်သူကသူ့ကိုချက်ချင်းတားလိုက်ပါတယ်။ကလေးလေးပုံမှန်အခြေအနေပြန်ရောက်သွားရုံသာမကပျော်ပျော်ရွှင်ရွှင်တောင်ရင်မောနေတာကိုသူမသတိထားမိလိုက်လို့ပါ။အိမ်တော်ထိန်ကလည်းခုနလေးတင်အန်ထုတ်လိုက်တဲ့ချီမြင်စကိုကျမ်းပြင်ပေါ်မှာတွေ့သွားပြီးဘယ်သူမှဒါကိုမယုံကြည်နိုင်အောင်ဖြစ်သွားကြပါတယ်။အဲ့ဒီအချိန်လေးမှာပဲမိသားစုဆရာဝန်ရောက်လာပါတယ်။ဆရာဝန်ကစစ်ဆေးမှုတွေလုပ်ပြီးသွားတဲ့အခါကလေးကအခြေအနေကောင်းမွန်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်ကျမ်းပြင်ပေါ်ကချီမြင်စကိုမြင်လိုက်ရတဲ့အခါဆရာဝန်ကကလေးလေးဟာတေမင်းနဲ့ပြိုင်ပွဲဆင်နွှဲခဲ့ရတာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတော့လူတိုင်းဆုံးအားသွားကြပါတယ်။အဲ့ဒီအခါတော့မှဒီကောင်မလေးကပဲကလေးရဲ့အသက်ကိုကယ်တင်ပေးခဲ့တာမှန်သူတို့အားလုံးသဘောပေါက်သွားကြပါတော့တယ်။